စီးပွားရေးဆိုင်ရာတရုတ်ဝေါ်ဝါဒ၃မျိုးအားလုံးပဲမင်္ဂလာပါတရုတ်စကားပြော channel ကနေအားလုံးကိုကြိုဆိုပါရစေဒီဗီဒီယိုမှာစီးပွားရေးသုံးတရုတ်စကားပြော၃မျိုးကိုလေ့လာကြရမှာပါโอเคဆက်သွားရအောင်နံပါတ်1တစ်ခုကယွမ်ယင်းအကြောင်းရင်းသို့မဟုတ်အကြောင်းတရားဘယ်နေရာမှာသုံးအောင်မလဲဆိုရင်အရှုံးပေါ်ရတဲ့အကြောင်းရင်းကဘာလဲဆိုတဲ့နေရာမျိုးမှာအသုံးပြုပါတယ်နောက်တစ်ခုကထိုက်တုစိတ်နေစိတ်ထားဘယ်နေရာမှာသုံးအောင်မလဲဆိုရင်စီးပွားရေးလုပ်တဲ့အခါဖြစ်ဖြစ်အလုပ်လုပ်တဲ့အခါဖြစ်ဖြစ်ထားရှိရမယ့်သဘောထားကိုဆိုလိုတာပါနောက်နံပါတ်တစ်ခု3ချွဲ့တင်တေချာသည်အတီးပြုသည်ဘယ်နေရာမှာသုံးအောင်မလဲဆိုရင်တခုခုကိုဟုတ်မဟုတ်တေချာအောင်လုပ်တာအတီးပြုတာမျိုးမှာအသုံးပြုပါတယ်နောက်တဲ့တရုတ်စကားလုံးအသစ်တွေကိုအမြဲလေ့လာလို့ရအောင် channel ကို follow and subscribe လုပ်ထားပါနော်